ရမင်းများတဲ့မျိုးတစ်ခုရှိတယ် personal brand ဆိုတာပါလေကျွန်တော်ရှင်းမှာ personal brand နဲ့ပတ်သက်ပြီးတော့ကိုယ့်အနေနဲ့အများကြီးလုပ်ခဲ့ပို့တယ်ဒါပေမဲ့တီးသက်သာမြင်လာတယ်ဆိုတာမရှိဘူးပေါ့အဲ့တော့ကျွန်တော်ပို့ပြီးမြင်သာလို့ရဥပမာတစ်ခုနဲ့ပေးလို့ရတာ personal brand ဆိုတာတစ်ပေတစ်ပေလိုမျိုးပဲကျွန်တော်တို့အရေးကောင်းတဲ့အသီးနှံတွေပေါ်များတဲ့ဒီတစ်ပေတစ်ပင်ဖြစ်လာဖို့အတွက်ကျွန်တော်တို့မျိုးစီလေးရနေပဲစားရတယ်အဲ့ဒီမျိုးစီလေးတစ်ပင်ရှင်းသလာဖို့အတွက်ဆိုကျွန်တော်ဘာလုပ်ပေးရလဲရေလောင်းပေးရတယ်မျိုးသားတွေထည့်ပေးရတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့နေ့စဉ်စက်တိုက် consistent ရှိဗီဒီယိုတွေ online မှာတစ်ဖြည်းဖြည်းချင်းတင်သွားတယ်ဆိုတဲ့ process ပေါ့လေအဲ့ဒီအတွက်ဘာလို့လဲဆိုတော့ကျွန်တော်တို့အချိန်တစ်ခုပေးရတယ်အခုမျိုးစစ်ချအခုအပင်ကြီးထွားတော့လို့မရဘူးလူတွေရဲ့ရှိမှာငါဘာလို့လဲငါလုပ်ငန်းဘာလဲလူတွေနဲ့ချစ်စစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ဖြစ်စေချင်တယ် personal brand အတိအကျယူချက်ကလည်းအဲ့ဒါပဲလုပ်ငန်းကြောင်းမဲ့ market နဲ့လုပ်နေပြီးတော့ကျွန်တော်ပစ္စည်းတွေရောင်းရဲဆိုနေထားအောင်ဒါပေမဲ့တိတ်ပြီးပြောစရာမကောင်းကွာယူရင်နဲ့ကိုယ့်ရဲ့ personal journey ကို share လုပ်ပြီးတော့ကော်နာကဘာလို့လဲကော်နာရဲ့ဖြစ်စံခဲ့တဲ့ background ပါလေကျွန်တော်တို့ဆိုရင်ဒါကြီးကအရင် fulfillment ဖြစ်တယ်ပေါ့လေအရင်ပြည့်စုံတယ်လို့ခံစားရတယ်အဲ့ဒီတော့လည်းကျွန်တော်အားပေးရတဲ့လူတွေရှိတယ်တချို့ကြောင့်လည်းကျွန်တော်ယုံကြည်ရတဲ့လူတွေရှိတယ်ဒီနေ့မှာတစ်ခုရှိတာတော်တော်များပြောတတ်ကြတယ်ပေါ့လေဒီကောင်တွေပြီးရင်တန်းရောင်းတာပဲပစ္စည်းတွေရောင်းကြတာပဲကျွန်တော်တို့ခုမေးချင်တာပစ္စည်းရောင်းနေဆိုတဲ့ဟာကို negative feeling တစ်ခုနဲ့ကျွန်တော်မခံစားစေချင်ဘူးလူတွေကရောင်းနေဆိုတဲ့ဟာကိုအမြဲတမ်းမကောင်းတဲ့ခံစားချက်တစ်ခုနဲ့တွေးကြတယ်ကျွန်တော်တို့ရောင်းနေဆိုတာကိုယ့်ဘက်ကအကျိုးရှိတဲ့တစ်ခုကိုလူတို့ပြန်ပြီးပေးဆက်တဲ့အခါမှာလူတွေကနေပြီးတော့အဲ့ဒီ value တစ်ခုကိုလက်ခံနေနေနဲ့ငွေကြေးဆိုတဲ့နေရာနဲ့လဲလှယ်ရတယ်တကယ်လို့ကိုကလူတွေအတွက်ပြဿနာဖြေရှင်းပေးလို့ရတယ်ဥပမာ video editing ကျွန်တော်တို့ဒီ video editing ဆိုတဲ့ဟာ career တစ်ခု skill တစ်ခုနဲ့ကိုယ်တိုင်ကျွမ်းကျင်တဲ့အခါကျရင်ကိုယ်တိုင်ငွေပြန်ရှာလို့ရတယ်ဥပမာ4000ကျော်5000လုံးရင်းနှီးမြှုပ်နှံပြီးတော့ပတ်စံ3သိန်းကျော်2သိန်းကျော် career တစ်လျှောက်လုံးပတ်စံပြန်ရှာလို့ရပါတယ်ဆိုရင်လူတွေရင်းနှီးမြှုပ်နှံမှုမပြုတ်လို့ဘူးလားအဲ့ဒီ shoot down မကြီးနောက်ပြီးတော့ဥပမာ scripting ဆိုလဲထားပါလေကိုယ်တိုင်နဲ့ script writer တယောက်ဖြစ်လာတဲ့အခါကျရင်ဥပမာ9000 8000ရင်းနှီးမြှုပ်နှံနိုင်ရုံနဲ့9သိန်း10သိန်းပြက်ပြီးတော့ရနိုင်နေဆိုရင်ရင်းနှီးမြှုပ်နှံမှုမပြုတ်လို့ချင်ဘူးလားအဲ့ဒီ return တစ်ခုကျွန်တော်တို့ကပေးနေတယ်အဲ့ဒီ shoot down မြည်စေချင်တာပေါ့လေတကယ်လို့ကိုယ်မှအဲ့ဒီအရေးချင်းရှိတယ်ဆိုရင်လေလူတွေမျှဝေပေါ့လေအဲ့တော့ဒီနေ့မှာတစ်ခုဖြစ်ကြတာလူတွေကမင်းတို့ရောင်းကြတာပဲပတ်စံလိုချင်လို့မိတာကြီးပြောနေတာပဲ no ကျွန်တော်ပတ်စံဆိုတဲ့အရာတစ်ခုက exchange value တစ်ခုတတ်ပဲအဲ့ဒါထိုင်မပို့ဘူးပေါ့လေဆိုတော့အဆုံးသတ်တစ်ခုပြောချင်တာတကယ်လို့ကျွန်တော်ဘာသာ personal brand မရှိဘူး corner ဆိုတာလူတွေမသိဘူးဆိုတော့ဒါတွေဖြစ်လာဖို့ဆိုရင်မရှိဘူးပေါ့လေအကုန်လုံးဆက်ဆက်မယ်ဆိုရင် personal brand ဆိုတဲ့ဟာကလူတွေတယောက်နဲ့တယောက်ချိတ်ဆက်ပေးဖို့အတွက်ဖြစ်လာတဲ့ charging နဲ့ media တစ်ခုပေါ့လေဘယ်လိုဆိုရင်လူတွေတော်တော်များများမျက်စိမှာပုံပြီးမြင်လာနိုင်မယ်လို့ကျွန်တော်ထင်ပါတယ် personal brand ဆိုတော့ wide quality မျိုးလည်းပြောလို့ရတယ်တပင်းလို့လည်းပြောလို့ရတယ်အချိန်ကြာလေးပိုပြီးတန်ဖိုးရှိလာလေးပေါ့လေကျွန်တော်ကတော့အသက်အရွယ်ချင်းတစ်ခုရောက်တဲ့အချိန် share တစ်ခုလုပ်ပေးသွားပါဦးမယ်နောက်ပြီးကျွန်တော်ရဲ့ journey နဲ့တူလိုက်ပါနေတဲ့လူတွေလည်းဒီနေ့အနေနဲ့ကျေးဇူးတင်ပါတယ်